လူတိုင်းဟာတနေ့နေ့မှာတော့ကိုယ့်ကိုတန်ဖိုးထားပြီးတော့တကယ်ချစ်ပေးမဲ့အချစ်စစ်တယောက်နဲ့ဆုံးတွေ့ရကိုမျှော်လင့်တတ်ကြတာဟာသဘာဝပါပဲဒါပေမဲ့အထီးကျန်ဆန်းတဲ့ညတွေမျှော်လင့်ချက်တွေပြည့်သုံးခဲ့ရတဲ့အခြေရေးတွေကြုံလာတဲ့အခါငါအတွက်ပူးတာခြင်းဆိုတာတကယ်ကောရှိရလားဆိုပြီးတင်တန်တရားဖြစ်ဘူးပါသလားတကယ်တော့ကျွန်တော်တို့ရဲ့မသိစိတ်ဆိုတာအမတန်အံ့ဩဖို့ကောင်းပါတယ်သိပ္ပံပညာရှင်တွေနဲ့စိတ်ပညာရှင်တွေတောင်အပြည့်အဝအပြေမထုံနိုင်သေးတဲ့ကျွန်တော်တို့ရဲ့မသိစိတ်ဟာအနာဂတ်မှာဖြစ်လာတော့မယ့်ကံကြမ္မာအချိုးအကွေ့တွေကိုအိမ်မက်ဆိုတဲ့နမိတ်စကားတွေကတဆင့်ကျွန်တော်တို့ကိုကြိုတင်သတိပေးလေးရှိပါတယ်လူအတော်များများကတော့အိမ်မက်ဆိုတာဟာညဘက်အိပ်ပျော်နေစဉ်မဲ့တဲ့ပုံရိပ်ရောင်တွေလိုပဲထင်တတ်ကြပေမဲ့တကယ်တော့အိမ်မက်ထဲကအချို့သောအမှန်သားတွေဟာသင်နာကိုရောက်လာတော့မယ်ဆိုတဲ့တက်ကြောင်လာရဲ့လှိဝတ်တဲ့ message တွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သင်ဟာမကြခင်မှာဖူးစာချင်းအစ်စ်မှန်နဲ့တွေ့ဆုံပြီးပျော်ရွှင်ရတော့မယ်ဆိုတာကိုဖော်ပြနေတဲ့အထူးခြားဆုံးအိမ်မက်10ချက်ကိုအသေးစိတ်ပြောပြပေးသွားမှာပါဒီအချက်တွေကိုသင်သာမဲ့ဖူးထားမယ်ဆိုရင်သင်ရဲ့အထီးကျန်တဲ့နေ့ရက်တွေဟာအဆုံးသတ်ဖို့သိပ်မလိုတော့ပါဘူးအထူးသဖြင့်ဗီဒီယိုရဲ့အဆုံးမှာပြောပြမဲ့နံပါတ်10အချက်ကတော့ရှေ့လူကြီးတွေရောစိတ်ပညာရှင်တွေပါလက်ခံထားတဲ့အသေးချာဆုံးနဲ့အားအကောင်းဆုံးနမိတ်တစ်ခုဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကဲသင်စီကိုအချစ်စစ်တွေရောက်လာတော့မှလားတူတူကြည့်လိုက်ရအောင်ဗျာနံပါတ်1အဖြူရောင်ငှက်ကလေးများမြင်မဲ့ချင်းပထမဆုံးအနေနဲ့ဖော်ပြပေးခြင်းတဲ့အိမ်မက်ကတော့အဖြူရောင်ငှက်ကလေးတွေအကြောင်းပဲဖြစ်ပါတယ်အိမ်မက်ထဲမှာသင်ဟာကောင်းကင်မြာကြီးကိုငေးကြည့်နေရင်းကပဲဖြစ်ဖြစ်ဒါမှမဟုတ်တာရတဲ့ပန်းကြံလေးတစ်ခုထဲမှာထိုင်နေရင်းကပဲဖြစ်ဖြစ်အလွန်တန်ရှင်းပြီးဖြူခွေးတဲ့ငှက်ကလေးတွေတင်သားကိုပြန်တန်းလာတာမျိုးတင်မခုံးပေါ်မှာနားတာမျိုးဒါမှမဟုတ်တင်အနီးနားမှာပျော်ပျော်ရွှင်ရွှင်ပြန်တန်းနေတာမျိုးကိုမြင်မဲ့ဖူးပါသလားရှေးရခင်ကတည်းကအဖြူရောင်ဆိုတာတန်ရှင်းစင်ကြယ်ခြင်းငြိမ်းချမ်းခြင်းနဲ့ကောင်းကင်ဘုံကပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုကိုစားပြုပါတယ်အိမ်မက်ထဲမှာငှက်ဖြူလေးတွေသစ်စီကိုရောက်လာတဲ့ဆိုတာဟာတင်းရဲ့နှလုံးသားတကားကိုတစုံတစ်ယောက်ကလာပြီးခောက်တော့မယ်ဆိုတဲ့အလွန်ကောင်းမွန်တဲ့အတိတ်နိမိတ်တစ်ခုပါဒါဟာရိုးရိုးချစ်သူတဲ့စာရင်သင်ဘဝအတွက်စိတ်အေးချမ်းမှုအစစ်အမှန်ကိုပေးစွမ်းနိုင်မဲ့တင်းအပေါ်မှာဘာအပြစ်အနာစားမှမရှိပဲဖြူစင်တဲ့မေတ္တာနဲ့ချစ်ပေးမဲ့အချစ်စစ်တရားကိုတွေ့ရတော့မယ်လို့ဆိုလိုတာဖြစ်ပါတယ်အထူးသဖြင့်အိမ်မက်ထဲမှာငှက်ဖြူလေးတွေဟာအဖော်နဲ့ဇုံတွဲလိုက်ပြန်တန်းနေတာမျိုးကိုမြင်ရရင်တော့သင်ရဲ့အထီးကျန်နေတဲ့ဘဝတဲကိုခွဲမရတဲ့အဖော်မုံကောင်းတစ်ယောက်မကြခင်ရောက်လာတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုအိမ်မက်မျိုးမက်ခဲ့ပြီးဆိုရင်တော့သင်နှလုံးသားကိုအစင်းနဲ့သာပြင်ထားလိုက်ပါနံပါတ်2ရွှေငါးလေးများဒါမှမဟုတ်ငါးဖမ်းမိခြင်းဒုတိယချက်ကတော့ရွှေငါးလေးတွေဒါမှမဟုတ်ငါးဖမ်းမိတာကိုမြင်မဲ့ချင်းပဲဖြစ်ပါတယ်ရှေးရိုးရာယူဆတွေမှာငါးဆိုတာကံကောင်းခြင်းနဲ့ကြွယ်ဝခြင်းရဲ့ပြရုပ်တစ်ခုပါဒါပေမဲ့အခြေရေးနဲ့ပတ်သက်လာရင်တော့အိမ်မက်ထဲမှာကြည်လင်တဲ့ရေကန်ထဲမှာဖူးခတ်နေတဲ့ရွှေငါးလေးတွေကိုတွေ့ရတာဒါမှမဟုတ်ကိုယ်တိုင်ကငါးရကောင်ကိုလက်နဲ့ဖမ်းလိုက်တာမျိုးဟာတင်းစီကိုအဖိုးတန်တဲ့လူတစ်ယောက်ရောက်လာတော့မယ်ဆိုတဲ့နမိတ်ပါပဲရွှေငါးလေးတွေရဲ့လှပတဲ့အယောင်အသွေးလိုပဲသင်ဘဝကိုတောက်ပစေမဲ့သူသင်ပေါ်အမတန်ကျင်နာတတ်တဲ့သူမျိုးနဲ့မကြခင်ပုံတွေ့ရတော့မှာပါအထူးသဖြင့်ရေကြီးကြီးထဲမှာငါးကူးနေတာကိုမြင်မဲ့ရင်တော့သင်ရဲ့အချစ်တဲ့ဟာအလွန်ဖြူစင်ပြီးအနောက်ရှက်ကင်းမဲ့နေလိမ့်မယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်နံပါတ်3အမည်မသိဒဇိမ်းတစ်ယောက်နဲ့လက်တွဲလျှောက်ခြင်းတတိယချက်ကတော့တကယ်ကိုရေခုန်စရာကောင်းတဲ့အိမ်မက်ပါအိမ်မက်ထဲမှာသင်ဟာဘယ်သူမှမသိတဲ့လူစိမ်းတစ်ယောက်နဲ့နွေးနွေးထွေးထွေးလက်တွဲပြီးတော့လမ်းလျှောက်နေတာမျိုးမြင်မဲ့ဖူးပါသလားထူးခြားတာကအဲ့ဒီလူရဲ့မျက်နှာကိုတဲတဲကိုပဲမမြင်ရတာမျိုးဒါမှမဟုတ်နိုးလာတဲ့အခါမျက်နှာကိုမမှတ်မိတော့တာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီလူနဲ့လက်တွဲထားရတဲ့ခံစားချက်ကတော့အလုံးလုံးကြုံပြီးနှွေးထွေးနေတတ်ပါတယ်ဒါဟာအသင်ရဲ့ပူစာကြီးအစစ်ရဲ့ဝိညာဉ်ဟာသင်နာကိုချင်းကပ်နေပြီဆိုတဲ့သင်္ကေတပါသင်ရဲ့မသိစိတ်ကအဲ့ဒီလူကိုကြိုတင်နှုတ်ဆက်နေတာဖြစ်ပြီးတော့လက်တွေ့ဘဝမှာလည်းမကြခင်မှာဒီလိုနှွေးထွေးမှုပေးမဲ့သူနဲ့မထင်မှတ်ပဲဆုံတွေ့ရပါလိမ့်မယ်နံပါတ်4ပန်းမွန်လေးတွေပွေနေတဲ့ဥယျာဉ်ကိုမြင်မဲ့ချင်းစတုဒ္ဓအချက်ကတော့ပန်းကြံဒါမှမဟုတ်ပန်းဥယျာဉ်ကိုမြင်မဲ့ချင်းပါပန်းတွေဆိုတာအချစ်ရဲ့ဘာသာစကားပဲဖြစ်ပါတယ်အိမ်မက်ထဲမှာရောင်စုံပန်းတွေဝေစာနေတဲ့ဥယျာဉ်ကြီးတွေရောက်နေတာပန်းရည်နဲ့တွေကိုခံစားနေရတာဒါမှမဟုတ်တစုံတစ်ယောက်ကတင့်ကိုပန်းစည်းပေးတာမျိုးဟာတင်နှလုံးသားထဲမှာအချစ်တွေပြန်လဲပွင့်လန်းလာတော့မဲ့နမိတ်ပါအထူးသဖြင့်ຫນွေဦးကာလလို6တွေ့နေတဲ့တင့်ဘဝတွေကိုတက်ကြွလန်းဆန်းစေမဲ့သူတင်းကိုအမြဲပြုံးပျော်နေအောင်ထားနိုင်မဲ့သူမျိုးရောက်လာတော့မှာမို့လို့တင်းရဲ့အထီးကျန်တဲ့အချိန်ဟာကုံဆုံးတော့မှာပါနံပါတ်5မီးတောက်ဒါမှမဟုတ်မီးရင်လေးများမြင်မဲ့ချင်းဒီစမအချက်ကတော့မီးတောက်ဒါမှမဟုတ်မီးရင်လေးများအကြောင်းပါအိမ်မက်ထဲမှာမောင်ထဲမှာလေးနေတဲ့မီးရင်လေးတွေကိုမြင်ရတာဒါမှမဟုတ်နှွေးထွေးတဲ့မီးဖိုဘေးမှာထိုင်နေရတာမျိုးဟာစိတ်အားထက်သန်တဲ့အချိန်ကြီးကိုကိုစားပြုပါတယ်မီးဟာစွမ်းရည်နဲ့နှွေးထွေးမှုကိုပြပါတယ်ဒါကြောင့်ဒီလိုအိမ်မက်မျိုးမဲ့ပြီဆိုရင်တင့်ဘဝထဲမှာပေါင်မိုက်နေတဲ့အစိပ်ပိုင်းလေးတွေကို
အလေးအောင်ပေးမဲ့သူတင်းကိုအမြဲတမ်းအားပေးကူညီမဲ့သူမျိုးရောက်လာတော့မှာပါဒါဟာရိုးရိုးခင်မင်မှုတဲ့ကြော်လွန်တဲ့အလွန်နဲ့ရှိုင်းမိစရာထက်သန်တဲ့ပတ်သက်မှုတစ်ခုစတင်တော့မယ်လို့နမိတ်ပြနေတာဖြစ်ပါတယ်နံပါတ်6ဖနက်အသစ်ဝယ်စီခြင်းဒါမှမဟုတ်လက်ဆောင်ရခြင်း6ခုမြောက်အချက်ကတော့ဖနက်အသစ်အကြောင်းပါရှေးရိုးရာအယူဆတွေမှာဖနက်ဆိုတာဘဝခရီးပေါ်ကိုကိုစားပြုပါတယ်အိမ်မက်ထဲမှာသင်ဟာဆိုင်တစ်ဆိုင်မှာမိမိနဲ့အလွန်လိုက်ဖက်တဲ့စီးရတာအရန်တက်တောင့်တက်တာရှိဖနက်တစ်စုံကိုရှာတွေ့သွားတာမျိုးဒါမှမဟုတ်တစ်စုံတစ်ယောက်ကတင့်ကိုဖနက်လှလာလေးလက်ဆောင်ပေးတာမျိုးမဲ့ခဲ့ရင်ဒါဟာအလွန်ထူးခြားပါတယ်။သင်ရဲ့ဘဝခရီးလမ်းကိုအတူတူလက်တွဲလျှောက်လန်းမဲ့သူသင်ပေါ်နားလည်မှုအပြည့်ရှိပြီးတော့အစဉ်ပြေပြေပေါင်းသိရမဲ့လက်တွဲပေါ်ကိုလက်တွေ့ဘဝမှာမကြခင်ရှာတွေ့တော့မယ်ဆိုတဲ့အတိတ်နမိတ်ပဲဖြစ်ပါတယ်။နံပါတ်9တက်တက်လှလှလေးကိုမြင်မဲ့ခြင်းခုနှစ်ခုမြောက်အချက်ကတော့တက်တက်မြင်မဲ့ခြင်းပါတက်တက်ဆိုတာမိုးရွာပြီးနောက်မှာပေါ်လာတတ်တဲ့အလှပတစ်ခုပါအိမ်မက်ထဲမှာကောင်းငရံကတက်တက်ရောင်စုံငေးကြည့်နေရတာဟာသင်ရဲ့ဝမ်းနည်းစရာကောင်းတဲ့အတိတ်အခြေရေးတွေအထီးကျန်ခဲ့တဲ့နေ့ရက်တွေကုန်ဆုံးတော့မယ်လို့ဆိုလိုတာပါ။တင်းဘဝတဲ့ကိုအယောင်သွေးစုံလေးနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပြီးမဲ့သူရောက်လာတော့မှာပါ။ဒါဟာစက်ကြောလာကတင်းကိုအရာအလုံးအစီပြေတော့မယ်။တစ်ချစ်စစ်နဲ့ဆုံးတော့မယ်လို့ပေးတဲ့ဂရီစကားတစ်ခုပါပဲ။နံပါတ်8ရေကြီးအေးတဲ့ကန်ထဲမှာရေကူးခြင်းရှစ်ခုမြောက်အချက်ကတော့ကြည်လင်တဲ့ရေထဲမှာရေကူးခြင်းပါ။ရေဆိုတာလူတစ်ယောက်ရဲ့စိတ်ခံစားမှုကိုကိုစားပြုပါတယ်။အိမ်မက်ထဲမှာရေနောက်တွေမဟုတ်ပဲအလွန်ကြည်လင်ပြီးအေးမြတဲ့ရေကန်ထဲမှာစိတ်လက်ပေါ်ပါစွာရေကူးနေရတယ်လို့မဲ့ရင်ဒါဟာသင်ရဲ့စိတ်တရားတွေပျောက်ကင်းသွားပြီဆိုတဲ့သင်္ကေတပါသင်ဟာအချစ်တစ်ခုကိုလက်ခံမှုတခြားသူတစ်ယောက်ကိုသင်နှလုံးသားနဲ့ပေးဝင်မှုအစဉ်သင့်ဖြစ်နေပြီလို့သင်မသိစိတ်ကပြောနေတာပါဒီလိုစိတ်အေးချမ်းမှုနဲ့အတူသင်စီကိုအချစ်စစ်အစစ်အမှန်ကအလိုလိုဆွဲဆောင်ပြီးရောက်ရှိလာပါလိမ့်မယ်နံပါတ်9လက်ဝိရဏဒါမှမဟုတ်လက်စွပ်ဝေးရခြင်းကိုခုမြောက်ချက်ကတော့အမတန်ထင်ရှားတဲ့လက်ဝိရဏနမိတ်ပါအိမ်မက်ထဲမှာတစုံတစ်ယောက်ကတင့်ကိုလက်စွပ်တကွင်းစွပ်ပေးတာမျိုးဆွဲကြိုးဆင်ပေးတာမျိုးဒါမှမဟုတ်ယရနာတစ်တာလေးတစ်လုံးရလိုက်တာမျိုးဟာခိုင်မြဲတဲ့ပတ်သက်မှုတစ်ခုစတင်တော့မဲ့နမိတ်ပါဒါဟာရိုးရိုးခဏတာတွဲရမယ်သူမျိုးမဟုတ်ပဲရေရှည်လက်တွဲပြီးအိမ်အောင်ဘက်အထိရည်ရွယ်နိုင်မဲ့သူမျိုးနဲ့ဆုံတွေ့ရတော့မှာပါအထူးသဖြင့်လက်စွပ်ဆိုတာဝိုင်းဆက်နေတဲ့ပုံစံရှိလို့အဆုံးအသက်မရှိတဲ့မြစ်တာကိုကိုစားပြုတာမို့လို့သင်စီကိုထာဝရလက်တွဲပေါ်ရောက်လာတော့မှာဖြစ်ပါတယ်နံပါတ်10မင်္ဂလာဆောင်တစ်ခုကိုတက်ရောက်နေတယ်ဆိုတာကိုအိမ်မက်မဲ့ခြင်းနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့မင်္ဂလာဆောင်တစ်ခုမှာရှိနေခြင်းပါပဲဒါဟာကိုယ်တိုင်မင်္ဂလာဆောင်နေတာဖြစ်နိုင်တယ်လို့သစိမ်းလူရဲ့မင်္ဂလာဆောင်မှာပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနေတာလည်းဖြစ်နိုင်ပါတယ်လူအတော်များများထင်တာကတော့ကိုယ်တိုင်မင်္ဂလာဆောင်တာမဲ့ရေမကောင်းဘူးလို့ယူဆကြပေမဲ့တကယ်တော့အိမ်မက်ထဲမှာပျော်စရာကောင်းတဲ့မင်္ဂလာပွဲအခမ်းအနားဂီတတန်တွေနဲ့လူအများရဲ့ကောင်းကြီးပေးတန်တွေကိုကြားနေရတာဟာသင်စီကိုဖူးစာရှင်အသေးရောက်လာတော့မဲ့အသေးကြသောနမိတ်တစ်ခုပါဒီအိမ်မက်ဟာသင်ဘဝရဲ့ကံကြမ္မာအချိုးအကွေ့တကူစတင်တော့မယ်မကြခင်မှာသင်ဟာတယောက်တည်းမဟုတ်တော့ပဲအဖော်မုံအောင်တဲ့သူဘဝတစ်ကိုတိဆောက်ရတော့မယ်ဆိုတာကိုအခိုင်အမာဖော်ပြနေတာပဲဖြစ်ပါတယ်ကဲဒီအချက်တွေကသင်ရောဘယ်နှချက်လောက်မဖူးပြီးပြီလဲကိုမဖူးတဲ့အိမ်မက်လေးတွေကိုကိုယ့်ဘက်မှာတစ်ချက်လောက်မျှဝေသွားကြပါဦးအချစ်စစ်ကိုရှာဖွေနေတဲ့တင့်တငယ်ချင်းတွေစီကိုလည်းဒီဗီဒီယိုလေးကို share ပေးဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းစိတ်ဝင်စားစရာအတိတ်နမိတ်တွေနဲ့ဗီဒီယိုအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားလိုက်ပါအားလုံးပဲအိမ်မက်လှလှမဲ့နိုင်ကြပါစေ